Assalamu alaikum wa rahmatullahi wa barakatuh. Chikiliza bado tatna tokashin tulozin paunu kmya. Radul Muhtar jama waqiya rabu lashi de. Eri waqiya ga bane pata bi pyor thara le solution. Chanoru machage ma ayamu tashrik lu khode imitan lewin taw pa de yatti ko chanoru jong ya me. Eri yatti de ma first number speed and ma chanoruအနေနဲ့ takbir tashrik ကိုကျွန်တော်တို့ဖတ်ကြတယ်ဒီ takbir tashrik ဘယ်ပုံစံနဲ့ဖြစ်လာတယ်ဆိုတာကိုဒီဝါကီယာလေးမှာဖော်ပြထားတယ် Hazrat Ibrahim alayhi salatu wassalam ကအလောရှိမြတ်ရဲ့အမိန့်တော်ကိုအကောင့်ထဲဖို့ဆိုပြီးတော့မှမိမိရဲ့တားတော်လေးကိုဟာလားစဘာလုပ်ဖို့ ready ဖြစ်နေတယ်အဲ့ဒီလို ready ဖြစ်နေတဲ့အချိန်မှာမြတ်တော်မူသောအလောရှိမြတ်က Ismail alayhi salatu wassalam ရဲ့အစားမှာဂျန်နတ်ဒုက္ခဘုံကတိုးတူကောင်ကိုအစားထိုးပေးမယ်ဆိုပြီးတော့မှဟာလား Hazrat Jibril alayhi salatu wassalam ကိုအမိန့်ထုတ်ပြန်လိုက်တယ် Hazrat Jibril alayhi salatu wassalam ကဒီအမိန့်ကိုရလင်ရခြင်းမဲ့မြေပြင်ကိုဆင်းသက်လာတဲ့အဲ့ဒီအချိန်မှာ Hazrat Ibrahim alayhi salatu wassalam ကမိမိသားကိုဇဘာလုပ်ဖို့ရအတွက်အသင့်ဖြစ်နေပြီးအဆအရဲ့အားလုံးစီမံထားပြီးတော့ပြီး Hazrat Ibrahim alayhi salatu wassalam ကမြန်မြန်လှုပ်လိုက်မှာကိုစိုးရိမ်ပြီးတော့မှ Hazrat Jibril alayhi salatu wassalam ကကောင်းကင်ဘောကနေလှမ်းပြီးအော်ပြောတဲ့ Allahu Akbar Allahu Akbar အလောရှိမြတ်တာလည်းအကြီးကျယ်ဆုံးဖြစ်တော်မူပါတယ်ဆိုတဲ့စကားကိုသတိပေးဖို့ရအတွက်ဆိုမှလှမ်းပြောတဲ့ဆိုလိုတဲ့သဘောကအိုး Ibrahim Khalilullah အလောရှိမြတ်ရဲ့အမိန့်တော်ကပြောင်းလဲလိုက်ပြီးအလင်းစလိုမပြုတ်လိုက်အောင်ရခင်ပေးထားတဲ့အမိန့်ကဆိုရုပ်သိမ်းခြင်းခံရတဲ့အခုထပ်ပြီးတော့မှအစ်စ်ဟလာအမိန့်နောက်တစ်ခုပြန်ပေးထားတယ်ဆိုပြီးမှ Ibrahim alayhi salatu wassalam ကိုလှမ်းပြီးအတိပေးလိုက်တဲ့အဲ့ဒီအချိန်မှာ Hazrat Ibrahim alayhi salatu wassalam က Allahu Akbar Allahu Akbar ဆိုတဲ့အတန်ကိုကြားတော့ Hazrat Ibrahim alayhi salatu wassalam ကကောင်းငင်ဘက်ကိုလှည့်ပြီးမှကြည့်လိုက်တဲ့အဲ့ဒါလိုကြည့်လိုက်တဲ့အခါမှာ Hazrat Jibril alayhi salatu wassalam ကဂျန်နတ်ကအသားကောင်တော်ကိုယူပြီးဆင်းလာတာကိုတွေ့တယ်ဒီတော့ Hazrat Ibrahim alayhi salatu wassalam ကအလောရှိမြတ်ကမဟာဂိယူနာတော်ကိုသဘောပေါက်သွားတယ် La ilaha illallah အီဘာဒတ်လုပ်ခြင်းခံထိုက်တဲ့အရှင်ခဘကိုကိုခြင်းခံထိုက်တဲ့အရှင်ဟာအလောရှိမြတ်ပဲဖြစ်တဲ့အလ္လာဟ်ကငကိုကဟလာငါ့ကိုမိမိသားကိုဇဘာလုပ်ဖို့အတွက်အမိန့်ပေးတဲ့ငါ ready ဖြစ်ခဲ့တဲ့အခုအကယ်၍ပြောင်းလဲပြီးပေးခဲ့မယ်ဆိုလို့ရှိရင်လည်းပဲငါအနေနဲ့ ready ဖြစ်မယ် Allahu Akbar အလောရှိမြတ်တာလည်းအကြီးကျယ်ဆုံးဖြစ်တော်မူတယ်ဆိုပြီးမှ Hazrat Ibrahim alayhi salatu wassalam ကရည်ရွယ်လိုက်တယ်အဲ့တော့အားလုံးပြီးသွားတဲ့အခါမှာ Hazrat Ibrahim alayhi salatu wassalam ကတော့ဟလာဇဘာလုပ်လိုက်တဲ့ Hazrat Jibril alayhi salatu wassalam က Hazrat Ismail alayhi salatu wassalam ရဲ့အစားမှာတားကောင်ကိုအစားထိုးပေးလိုက်တယ်ဂျန်နတ်ကတားကောင်ကိုအစားထိုးပေးလိုက်တယ်အားလုံးပြီးသွားတဲ့အခါမှာ Hazrat Ismail alayhi salatu wassalam ကသဘောပေါက်သွားတယ်အော်ငါကတော့ငကိုတော့ကမြင့်တော်မူသောအလောရှိမြတ်ရဲ့အမိန့်ကိုအကောင့်တွေဖော်ဝေရအတွက်အသက်ကိုစရေးဖို့အတွက် ready ဖြစ်နေခဲ့တယ်ဒါပေမဲ့အလောရှိမြတ်ကငါစီကနေဒီလောက်ကြီးဟလာမူဂျာဟာဒ်မယူခဲ့ဘူးအဲ့တော့အလောရှိမြတ်ကိုကျေးဇူးတင်နေဆိုတဲ့သဘောနဲ့ဟလာ Hazrat Ismail alayhi salatu wassalam ကဖတ်ခဲ့တယ် Allahu Akbar wa lillahi alhamd အလောရှိမြတ်တာလည်းအကြီးကျယ်ဆုံးဖြစ်တော်မူပါတယ်ချီးကျူးခြင်းဆိုလို့ရှိရင်အလောရှိမြတ်တာလည်းထိုက်တန်တော်မူပါတယ်ဆိုပြီးမှ Hazrat Ibrahim alayhi salatu wassalam Hazrat Ismail alayhi salatu wassalam ကရွတ်ဖတ်လိုက်တယ်ဆိုတော့ဒီနဗီကြီးနှစ်ပါးနဲ့ Jibril alayhi salatu wassalam တို့ရဲ့လောက်ရက်ကိုဒီနေ့ချိန်ထိအောင်ကျွန်တော်တို့ပြန်လဲတတိယတတရင်းနဲ့ကျွန်တော်တို့အယံမူတရှိကိုရောက်တိုင်းမှာကျွန်တော်တို့ Allahu Akbar Allahu Akbar La ilaha illallah Allahu Akbar Allahu Akbar wa lillahi alhamd ဆိုပြီးကျွန်တော်တို့ဖတ်ကြတယ်အဲ့တော့ကျွန်တော်တို့သဘောပေါက်မှာပါလဲဆိုလို့ရှိရင်အလောရှိမြတ်ကပေးထားတဲ့တာဝန်တွေဟာဆိုလို့ရှိရင်ကျွန်တော်တို့လူသားရဲ့အုံနောက်နဲ့စဉ်းစားလိုက်ရင်တစ်ခါမှလေးတန်းနေမယ်တစ်ခါမှခက်ခဲနေမယ်Ibrahim alayhi salatu wassalam ရဲ့မိမိသားကိုစဘာလုပ်ခြင်းဆိုတာဟာလည်းပဲတစ်ချိန်လုံးကဘယ်သူမှမလုပ်ခဲ့တဲ့ကိစ္စဟလာဘယ်သူကမှဟလာပတ်ဝန်းကျင်မှာမိမိသားကိုတတ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတတ်ပြီးတော့မှဖန်ဆင်းရှင်ကိုကျင့်အောင်လုပ်တယ်ဆိုတဲ့ပုံစံမျိုးမရှိခဲ့ဘူးအဲ့တော့လူတွေအားလုံးကပြောမယ်ဟလာနောဇူဘီလာဒီလူကယူနေလို့လားမိမိသားကိုဟလာတတ်တယ်ဆိုတာဆိုပြီးမှပြောနိုင်တယ်အဲ့တော့အဲ့တိုင်းမှာကျွန်တော်တို့လည်းဟလာပတ်ဝန်းကျင်မှာကျွန်တော်တို့ရှိုက်တန်ရဲ့ဟလာရှိုက်တန်ပြုစုပြောဆောင်ထားတဲ့ပတ်ဝန်းကျင်မှာနေထိုင်ရတော့ဘာပဲလို့ဘာသာရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကလှုပ်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကိုထိုးနှက်လာတဲ့ကျွန်တော်တို့ကိုခင်းနောက်ပြန်တဲ့လူတွေကြောက်ခေးရောက်နေတဲ့လူတွေအိုလမာမိသားစုတို့စာအုပ်ထူတဲ့လူတို့စားသဖြင့်ကျွန်တော်တို့ကိုဟလာပေါက်ပန်းလေးတွေအမျိုးပြောကြတယ်
တော့ဒါတွေကိုဂရုမစိုက်ပါနဲ့ရှိုက်တန်ရဲ့ဝက်ဆွာစာကတော့ရှိုက်တန်ဖန်တီးထားတဲ့ပတ်ဝန်းကျင်မှာရှိနေမှာပဲအာယုန်ထဲမှာမထားနဲ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာဘာပြောရမလဲအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာအလ္လာဟ်ရှိမြတ်တာလေးအကြီးကျယ်ဆုံးဖြစ်တဲ့အလ္လာဟ်ခိုင်းတာငါအကုန်လုံးလုပ်မယ်အဲ့တော့အလ္လာဟ်ရှိမြတ်ကငါ့ကိုဒီလိုခိုင်းရင်ငါဒီလိုလုပ်မယ်အဲ့တော့အဲ့လိုပြောနေတဲ့ခါမှာအဲ့လိုလုပ်နေတဲ့ခါမှာအလ္လာဟူအက်ဘာအလ္လာဟ်ရှိမြတ်ကြီးကျယ်ဆုံးဖြစ်တော်မူပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နှလုံးသွင်းထားတယ်ဆိုလို့ရှိရင်ဟလာအဲ့ဒီအလုပ်ကိုလည်းလုပ်ဖြစ်သွားမယ်အလ္လာဟ်ကလည်းကျွန်တော်တို့ကိုဟလာအလုပ်တွေကိုလွယ်ကူလာအောင်လို့ကျွန်တော်တို့ကိုမြတ်တော်မူသောအလ္လာဟ်ရှိမြတ်ကလုပ်ပေးမယ်Hazrat Ibrahim alayhi salatu wassalam ရဲ့လုပ်ရကဘလောက်ခက်ခဲခဲ့လဲဒါပေမဲ့ Hazrat Ibrahim alayhi salatu wassalam ရဲ့ခက်ခဲနေတဲ့အလုပ်ကိုလုပ်ဖို့ ready ဖြစ်နေတဲ့အချိန်မှာပဲအလ္လာဟ်ကလွယ်ကူအောင်လုပ်ပေးလိုက်တယ်Hazrat Jibril alayhi salatu wassalam ကိုလှုပ်ပြီးတော့မှတိုးကလေးနဲ့အစားထိုးပေးလိုက်တယ်အမိန့်ပေးတာလည်းအလ္လာဟ်ရှိမြတ်ပဲအဲ့ဒီအမိန့်ကိုနာခံအောင်ဟလာနာခံရလွယ်ကူအောင်လို့ပြုလုပ်ပေးမှလည်းပဲအလ္လာဟ်ရှိမြတ်ပဲဖြစ်တယ်လာအီလာဟာအီလလာအလ္လာဟ်ရှိမြတ်ကလွဲလို့ရှိရင်ဘယ်သူကမှကျွန်တော်တို့ဟလာဘယ်သူကမှကျွန်တော်တို့မကိုးကွယ်တာဖြစ်တဲ့အပေါ်မှာအလ္လာဟ်ကအမိန့်ပေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီအမိန့်ကိုကျွန်တော်တို့ကဆိုလို့ရှိရင်ဟလာအကောင့်တွေဖော်ဖို့ရတော့ကျွန်တော်တို့ ready လုပ်လိုက်မယ်ကျွန်တော်မျိုးကုရ်အာန်မှာလည်းအလ္လာဟ်ရှိမြတ်ကအမိန့်ရှိထားတယ်ဝမယတကိလာဟယဂျအလဟူမခရဂျာအလ္လာဟ်ကိုအကြောက်တရားထားတယ်အလ္လာဟ်ရှိမြတ်ခိုင်းထားတဲ့အလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်အလ္လာဟ်ဘက်ကလမ်းစာတွေအများကြီးကျွန်တော်တို့ကိုဖွင့်ပေးလိုက်မှာဖြစ်တယ်လမ်းစာတစားတဲ့ဖွင့်မှာမဟုတ်ထောင်ပေါင်းများစွာသောလမ်းစာတွေကျွန်တော်တို့ကိုဖွင့်ပေးမယ်ဒီအချက်လေးတွေကိုကျွန်တော်တို့ကအယမူတရှိကတက်ဘီဂျေကနေကျွန်တော်တို့တင်ယူလိုက်မယ်ဖတ်တိုင်းမှာဟာလာငါဟာအချိန်တိုင်းမှာအလ္လာဟ်ရှိမြတ်ကအမိန့်တော်ကိုနာခံမယ်အဲ့ဒီအမိန့်တော်ကိုနာခံနိုင်မှုရအတွက်အလ္လာဟ်ရှိမြတ်ကလွယ်ကူအောင်တည်ကြဖို့လုပ်ပေးမယ်အလုပ်တစ်ခုလုပ်ပြီးသွားပြီဆိုလို့ရှိရင်လည်းအမှတစ်ခုလုပ်နိုင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမြတ်တော်မူသောအလ္လာဟ်ရှိမြတ်ကိုကျေးဇူးတင်မယ်ဒါငါအနေနဲ့တော့ငါဆွမ်းအားနဲ့လုပ်နိုင်တာတော့မဟုတ်ဘူးဒါအလ္လာဟ်လွယ်ကူအောင်လုပ်ပေးလို့ပဲငါအနေနဲ့လုပ်နိုင်တာဖြစ်တယ်အလ္လာဟ်ကိုကျေးဇူးတင်မယ်ဆိုတဲ့အသည့်လေးနဲ့ကျွန်တော်တို့ဖတ်မယ်ကျွန်တော်မြတ်ကုရ်အာန်မှာမြတ်တော်မူသောအလ္လာဟ်ရှိမြတ်ကအမိန့်ရှိထားတဲ့သိသူနဲ့မသိသူဆိုတာကဘယ်တော့မှတူညီနိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဘူးမသိဘာမသိရလားလူများလုပ်တဲ့ပုံစံမျိုးလိုက်လုပ်တာမဟုတ်ဘဲနဲ့ခံစားချက်ရှိနဲ့ကျွန်တော်တို့လိုက်လုပ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အီဘာဒတ်လုပ်တဲ့နေရာတွေမှာကျွန်တော်တို့အများကြီးအရာတွေဟလာတိုးပွားလာလိမ့်မယ်အရာတွေပိုပြီးရှိလာလိမ့်မယ်မြတ်တော်မူသောအလ္လာဟ်ရှိမြတ်ကျွန်တော်တို့အားလုံးကိုအီဘာဒတ်လုပ်ခြင်းအရာတွေကိုတိထက်ပိုပြီးတော့မှခံစားနိုင်စွမ်းရရှိနိုင်စွမ်းချီးမြှင့်ပေးသနာတော်မူပါစေဝါခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်